10မိနစ်အတွင်းမှာဖုန်းအား10အောက်ကိုရောင်းအောင်သုံးအောင်ရလားစမယ်နော်ရှဲလိုက်โอเคစမယ်နော်အချိန်ခဏကြည့်လိုက်ဒီရဆွဲလိုက်နော်โอเคဟုတ်ပြီ干嘛在那里那阿公呀？这东西呢？ တော်တော်ရှိရယ် 这个说， ဖုန်းအားအမြင်ကုန်ပြီ 哦，这个玩意儿干嘛？这都也得阿不面了，你哪有看到你搞的呢？你看嘟的， ဖုန်းအားအခုဘယ်လောက်လဲ 88 โอเคစမယ်လို့90ခုန်လေးသုံးအောင်ပါနော်ဒီတော့ အတူပါ ကျွန်တော်ဂိမ်းဆိုတာလိုက်ကြည့်ရအောင်ဟာ ဒီတော့ခဏကြည့် တေသွားလို့တဲ့တက်တော်လည်းဝင်ကြည့်ရယ် ကောင်းပါစီမကိုင်းကောင်းပါပဲဟာလေ GPS တွေဝါတွေခွတ်ဟိုင်ဖိုင်မိုဘိုင်းမကြီးတွေကုန်ဒုဒုခွတ်အပေါ်ဟာတွေကုန်ဖွင့်ထားလိုက် တော်ဝကျူးဝိုင်းမှာဘယ်လောက်ရော့သွားလဲ ဘောလေးကဖွင့်လာတယ် တန်ဝိုင်းနော်ဒီဘက်ကဖုန်းသုံးတာ တန်ဝိုင်း ပူတာနေစော့ကြည့်ရဘယ်လိုနေလဲ အပူကောင်းတယ်နေလဲပူနေဖုန်းလဲမပူ ခုဘယ်လောက်ရော့သွားလဲ တစ်ပဲရော်တယ် ဟာ 5 minutes later. ပြေသွားပြီ2မိနစ်ရောက်သွားပြီ7မိနစ်ပြေသွားပြီโอเคလက်ဆောင်ပေးဖေးဝိုင်းနော် သိပါရဲ့ โอเคရော့ဒါပေမဲ့လက်ဆောင်ပေးမှာပါပြီကျွန်တော်အခုဒီဗီဒီယိုထဲမှာစမ်းပြသွားတဲ့ဖုန်းလေးကတော့ Oppo A6s Pro ပဲဖြစ်ပါတယ်ဒီဖုန်းလေးရဲ့ထူးခြားချက်တွေကတော့50 megapixel selfie camera 80W super bowl fast charging နဲ့ IP69K desert water resistant တို့ပါဝင်တာပဲဖြစ်ပါတယ်9000 mAh ဘက်ထရီအကြီးသားပါဝင်တာကြောင့်တနေ့ကုန်စိတ်ကြိုက်သုံးလို့ရသလို 80W super bowl fast charging စနစ်ကြောင့်လည်းအားပြန်သွင်းရင်အကြာကြီးစောင့်နိုင်ကြမလို့တော့ပါဘူး